ကုမ္ပဏီကနေရုတ်တရက်အထက်ကနေချပေးလိုက်တဲ့အလုပ်ရှင်အသစ်ဟာမနေ့ကတင်သူမကိုစေးကူပေးခဲ့တဲ့တာဖွားမီရဲ့ဆရာဝန်ဖြစ်နေလိမ့်မယ်လို့အဲ့ဒီမိန်းကလေးလုံးဝမျှော်လင့်မထားခဲ့ဘူးအဲ့ဒီအချိန်တုန်းကအိုတိုအန်တန်အခိုက်အတန့်ကိုပြန်တွေးမိပြီးသူမဟာရှက်ကိုရှက်တန်းနဲ့ချက်ချင်းမျက်နှာနီးမြန်းသွားကအဲ့ဒီနေရာမှာတင်ညင်ညိုသွားလိုက်ခြင်းစိတ်ပေါက်သွားခဲ့တယ်ဒါပေမဲ့သူမပုံးစရာနေရာရှာမတွေ့ခင်မှာတင်ဆရာကသူမကိုလှမ်းခေါ်ပြီးမင်းနာမည်ဘယ်သူလဲယာတို့ကပါလဲလို့မေးလိုက်တယ်မင်းကလေးလည်းအမှန်တိုင်းဖြေုံကလွဲလို့အခြားမရှိခဲ့ဘူးစီယိုကတော့အဲ့ဒီနေ့ကကိစ္စကိုဘာမှထုတ်မပြောတာကိုသတိပြုမိပြီးထွက်သွားခဲ့တယ်သူမကအဲ့ဒီဆရာဝန်နဲ့ရုပ်ချင်းတူတဲ့သူတယောက်ပဲဖြစ်မှာပါလို့မှားယွင်းတွေးထင်မိသွားတာဒါကြောင့်စိတ်လျှော့လိုက်ပြီးအလုပ်လုပ်ဖို့သူမရဲ့စပွဲခုံစီပြန်သွားခဲ့တယ်သူမရဲ့ပတ်ဝန်းကျင်ကလူတွေဟာဇီးရဲ့အကြောင်းအရာတွေကိုအတင်းတုပ်စတင်ပြောဆိုနေကြမှန်းသူမမသိခဲ့ဘူးသူဟာဖျောက်တယောက်တင်မကပဲနမေကျော်ဆရာဝန်တဦးလည်းဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့သူမရဲ့ကဘာကြီးပျက်စီးသွားသလိုမျိုးခံစားလိုက်ရတယ်တေချာတာပေါ့မကြခင်မှာပဲသူမရဲ့အထက်လူကြီးကစီလာတွေးဖို့ပြောလာခဲ့တဲ့စီသွားတိုင်းမှာစိုးရိမ်နေတဲ့အဲ့ဒီအထက်လူကြီးကစီးကြော်တာမျိုးဘာမှမပြောဘူးသူမကိုတတိပေးခဲ့တာဒီလိုမောက်မာတဲ့အမူအရာကမိန်းကလေးကိုတကယ်ပဲစိတ်နှောက်ယှက်ဖြစ်စေခဲ့တယ်။ဘာလို့လဲဆိုတော့ဒီလူဟာသူမရဲ့မိထွေးဖြစ်သူကကုမ္ပဏီထဲမှာအထူးတလဲထည့်သွင်းထားတဲ့သူဖြစ်ပြီးနှစ်ပေါင်းများစွာသူမအပေါ်ခေါင်းပုံဖြတ်အနိုင်ကျင့်လာခဲ့တဲ့သူဖြစ်နေလို့ပါနှစ်ပေါင်းများစွာရင်ထဲမှာအောင်ရဲထားခဲ့ရတဲ့နာကျင်မှုတွေဟာနောက်ဆုံးမှာတော့ပောက်ကွဲထွက်သွားခဲ့ပြီးအဲ့ဒီလူစကားမပြောနိုင်လောက်အောင်ဖြစ်သွားတဲ့အထိလူအများရှိမှတင်ပြက်သားတုံ့ပြန်ပိတ်ပစ်လိုက်တယ်။အဲ့ဒီနောက်သူမစိတ်ကိုလျှော့ချလိုက်ပြီးစီးနဲ့တွေ့ဖို့သွားခဲ့တယ်။ဒါပေမဲ့ကြီးရဲ့ခန့်ညားတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတော့သူမဟာအချို့သောအရာတွေကိုမတွေးဘဲမနေနိုင်ဖြစ်သွားခဲ့ပြန်တဲ့ငြိမ့်နိုင်နေတဲ့သူမရဲ့အမူအရာကိုသတိပြုမိသွားတဲ့စီယိုကသူမရဲ့ရှေ့တဲ့အထိရှောက်လာပြီးမင်းမာတွေတွေးနေတာလဲလို့မေးလိုက်တယ်သူမဟာပြတလဲဖြစ်သွားတဲ့အထက်ဘာမှမစင်စားပဲကျမကောင်လေးမင်းကလေးဖြစ်ချင်တယ်လို့လွတ်ကနေအော်ပြောလိုက်ပါတော့တယ်